တွေးကြုံရှိတဲ့ဆရာဝန်တယောက်အနေနဲ့စီးကျိုယောဂရဲ့အရေးပါမှုကိုအထူးသဖြင့်အလေးပေးပြောချင်ပါတယ်ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းစီးကျိုယောဂကအမျိုးအစားအများကြီးရှိပါတယ်ဥပမာအမျိုးအစားတဲ့အမျိုးအစားနှစ်လိုမျိုးပါစီးကျိုယောဂသည်အလွန်မိုက်စားဖြစ်ပြီးရင်းတွင်ပြင်းထန်သောနှင့်နာတာရှည်နောက်ဆက်တွဲယောဂများကဲ့သို့နောက်ဆက်တွဲပြဿနာများစွာရှိနေသောကြောင့်လူနာများတွင်အရေးပေါ်အခြေအနေများစွာရှိနေသောကြောင့်ဖြစ်သည်သူတို့ရဲ့စီးကျိုယောဂကိုကောင်းကောင်းထိန်းချုပ်မရရင်နှလုံးယောဂဆရာဝန်ကြောက်ကက်ယောဂဆရာဝန်အုံနောက်ယောဂဆရာဝန်တွေနဲ့သွေးကြောခွဲစိတ်ဆရာဝန်တွေထိတွားရောက်ကုသဖို့လိုလားတတ်ပါတယ်သင်ရဲ့စီးကျိုယောဂကိုမိသားစုကျန်းမာရေးစစ်ဆေးမှုအလုပ်သမားကျန်းမာရေးစစ်ဆေးမှုသို့မဟုတ်ကျန်းမာရေးစစ်ဆေးမှုအမျိုးမျိုးနဲ့အစောပိုင်းမှာရှာဖွေတွေ့ရှိနိုင်ရင်ပုံမစောစီးစွာသိရှိနိုင်ပါတယ်ပြီးရင်စီးကျိုယောဂကိုကုသပေးပြီးအစားအသောက်ကိုဂရုစိုက်လေ့ကျင့်မဲ့လို့နောက်ထပ်စစ်ဆေးမှုတွေကိုမမတ်လုပ်ပေးရင်စီးကျိုယောဂကိုတကယ်တမ်းထိန်းချုပ်နိုင်ပါတယ်အကြိမ်ကြိမ်ဆေးရုံတက်ရောက်ရတာတွေအရေးပေါ်အခြေအနေတွေနှလုံးကြောက်ကပ်အုံနောက်နဲ့ပတ်သက်တဲ့အထူးကုဆရာဝန်တွေကိုတွားရောက်ရတာတွေကိုလည်းစီးကျိုယောဂကိုကောင်းစွာထိန်းချုပ်နိုင်ရင်သက်သာစေနိုင်ပါတယ်ဒါကြောင့်ပြည်သူလူထုကိုပြောချင်တာကသူတို့ရဲ့ယောဂကိုကျွန်ုပ်တို့အနေနဲ့တကယ်တမ်းထိန်းချုပ်နိုင်ပါတယ်ဆိုတာပါအစားအသောက်ကောင်းကောင်းလေ့ကျင့်ခန်းနဲ့မမှန်စစ်ဆေးမှုတွေနဲ့စီးကျိုယောဂကိုထိန်းချုပ်နိုင်ရင်စီးကျိုယောဂကအိမ်မွေးတိရစ္ဆာန်လိုပဲဖြစ်သွားမှာပါတကယ်လို့စီးကျိုယောဂကိုမထိန်းချုပ်နိုင်ဘူးဆိုရင်တော့ဒါဟာအတော်တိရစ္ဆာန်လိုဖြစ်သွားနိုင်ပါတယ်အဲ့ဒီအချိန်မှာတော့တက်တန်းနောက်ပိုင်းကိုဆေးရုံတွေမှာပဲအများကြီးဆရာဝန်တွေကိုတွေ့ရင်ဖြတ်တန်းရနိုင်ပါတယ်အိန္ဒိယကကမ္ဘာတဝန်းမှာစီးကျိုယောဂအများဆုံးရှိတဲ့နိုင်ငံမှာဒါကိုဂုဏ်ယူစရာမဟုတ်ပါဘူးဒီချက်ကိုတကယ်တန်ဖိုးထားပြီးကောင်းစွာထိန်းချုပ်နိုင်ဖို့စီးကျိုယောဂကိုထိန်းချုပ်ပြီးတက်တန်းရှိစွာကျန်းမာစွာနေနိုင်ဖို့ကြိုးစားတင်ပါတယ်ကျေးဇူးတင်ပါတယ်